မင်္ဂလာပါကုလို့ကျွန်တော်တော့ဆိုရင်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Minecraft main player တွေအတွက်ဇက်တင်အကြောင်းဖတ်ဝန်းအနေနဲ့တင်ပြတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တီးတဲ့ကုလူတို့ကကြော်သွားလို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုခုပဲစားလိုက်အောင်ဗျโอเคပထမဆုံးအနေနဲ့ဟိုပေါ်မှာကက်နေတဲ့မျက်လုံးပုံစံလေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်โอเคအဲ့ဒါကိုဖွင့်ဖို့ဆိုရင်ကျွန်တော်တို့ဇက်တင်ထဲကိုယုံဝင်ပေးလိုက်ပါဗျโอเคပြီးရင်ကျွန်တော်တို့ touch ကိုနှိပ်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့အောက်ကိုဆွဲပြီးတော့ဒီနေရာမှာ show camera perspective button ဆိုတာလေးကိုဖွင့်ပေးလိုက်ပါဗျโอเคဒီနေရာမှာ off ထားရင်တော့ကျွန်တော်တို့အပြင်မှာမျက်လုံးပုံစံလေးကိုတွေ့ရမှာမဟုတ်ပါဘူးဗျကျွန်တော်တို့အဲ့ဒါကို on ထားရင်တော့ကျွန်တော်တို့မျက်လုံးပုံစံပေါ်နေမှာဖြစ်ပါတယ်အဲ့ဒီ future ဘယ်လိုမျိုးအသုံးဝင်လဲဆိုရင်တော့ကျွန်တော်တို့ third person တွေ first person တွေကိုမြန်လွယ်တကူပြောင်းလို့ရမှာဖြစ်ပါတယ်โอเคဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီလိုမျိုး block တွေရဲ့အပေါ်မှာ line black line တွေပေါ်နေအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ setting ထဲဝင်ပြီးတော့ဗီဒီယိုထဲဝင်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ဒီ outline selection ဆိုတာလေးကိုဖွင့်ပေးလိုက်ပါဗျဒါဆိုရင်တော့ကျွန်တော်တို့ block တွေရဲ့အပေါ်မှာ black line တွေပေါ်နေမှာဖြစ်ပါတယ်ဗျโอเคနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့control တွေကိုဘယ်လိုမျိုး customize လုပ်ရမလဲဆိုတာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်ဗျအဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့ setting ထဲက touch ဆိုတာလေးကိုနေပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့ဒီမှာ customize control ဆိုတာ off နေ on ပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့ customize control နေလို့ရပါပြီဗျဒီမှာကိုလူတို့ကြိုက်တဲ့ control အတိုင်း customize လုပ်လို့ရပါတယ်ဗျနောက်တစ်ချက်အနေနဲ့ brother တို့ touch ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ joystick ထဲကိုဝင်ပေးလိုက်ပါဗျဒီမှာ hidden joystick when unused ဆိုတာနေပေးလိုက်ရင်ကျွန်တော်တို့လမ်းမလျှောက်တဲ့အချိန် joystick ပေးထားမှာဖြစ်ပြီးတော့လမ်းလျှောက်လိုက်ရင်တော့ joystick ပြန်ပေါ်လာမှာဖြစ်ပါတယ်အပေါ်ဆုံးက visible joystick ဆိုတာလေးပြနေရင်တော့ကျွန်တော်တို့အမြဲတမ်းပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်ခုသုံးနေတဲ့ hidden joystick ကိုသုံးရင်တော့ကျွန်တော်တို့ joystick ကိုအမြဲတမ်းမြင်ရမှာမဟုတ်ပါဘူးဗျအဲ့ဒီ joystick ရဲ့အောက်မှာပဲ sneak ဆိုတာလေးရှိပါတယ်ဗျအောက်ကဟိုးတောင်းပထွင်ရွေးထားရင်တော့ကျွန်တော်တို့ဖြည့်တဲ့အချိန်မှာပဲထိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့လွတ်လပ်ရင်ပြန်ရက်တော့မှာဖြစ်ပါတယ်โอเคဒီနေ့ကိုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကိုလူတို့အနေနဲ့ကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ် see you guys